အခြေအနေတွေဆိုးလာလို့ချူချူစီပြန်နေရပြီဖြစ်တဲ့ကျန်းတော်မင်္ဂလာပါပရိသတ်ကြီးရှင်ကျမတို့ရဲ့ Selling Insider Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မီဒီယာရဲ့ကောင်းမှုကြောင့်ပရိသတ်တွေရှေ့မှာထင်ပေါ်ခဲ့ရတဲ့ကျန်းတော်ဟာအရွယ်လေးနဲ့မှမလိုက်အောင်ဘဝအစုံပြောင်းလဲနေရသူပဲဖြစ်ပါတယ်တရက်ခင်တဲ့ဘဝကနေသူများနဲ့မတူတဲ့စကားပြောပုံစံတွေကြောင့်မီဒီယာသမားတွေရဲ့သတိထားမှုကိုခံခဲ့ရပြီးမွေးစားခံခဲ့ရပြီးတော့လူမွေးသူရောင်ပြောင်းလာခဲ့တဲ့သူလည်းဖြစ်ပါတယ်။ကလေးရွယ်နဲ့မောင်နှမများစွာကိုထိန်းကျောင်းနေရတဲ့အတွက်အများမြင်မှာတော့ကြည်မကောင်းခဲ့တဲ့ကျန်တော်ကိုစီတူပလက်ကျွတ်နဲ့တွေ့ပေးလိုက်ပြီးတော့ကြော်ညာမင်းသမီးတလက်ဖြစ်လာပြန်တာပဲဖြစ်ပါတယ်။ကျန်တော်အတွက်အရာရာတိုင်းကအသေးအစမ်းတွေဖြစ်နေခဲ့ပြီးအတုံးချခြင်းနေကြတဲ့သူတွေပဲရှိပါတယ်။အဖေဖြစ်သူကိုယ်တိုင်ကသားသမီးကောင်းစားရင်မနာလိုတဲ့အမျိုးရုပ်ဖြစ်နေရကြောင်းကျန်တော်ကတော့တနိုင်ငံလုံးရှေ့မှာအချိန်ချင်းအဆက်ကွဲခဲ့ရပဲဖြစ်ပါတယ်။စီတူပလက်ကျွတ်ကနေပို့ပြီးတော့အဆင်ပြေစေဖို့အတွက်ဆယ်လီချူချူတို့မိသားစုကကျန်တော်ကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။ကိုပိုင်အလှပြင်ဆိုင်ပိုင်ပြီးတော့ဆိုရှယ်မီဒီယာမှာလည်းဆယ်လီဖြစ်တဲ့ချူချူကကျန်တော်ပေါ်မှာအမအရင်တယောက်လိုချစ်ပေးခဲ့တာလည်းဖြစ်ပါတယ်။မိသားစုဝင်တယောက်လိုမျိုးဆက်ဆံပြီးတော့ကျန်တော်ကိုသူမရဲ့သားသမီးတွေနဲ့နီးတူထားပြီးလူမွေးသူရောင်ပြအောင်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ချူလေးရဲ့တင်ကြားမှုတွေကြောင့်ကျန်တော်ကလည်းလူရည်လဲလာခဲ့ပြီးတော့အဆင်ပြေလာခဲ့ပြီးဘဲတော်မျက်နှာပွင့်လာခဲ့ရဖြစ်ပါတယ်။ကျောင်းကိုလည်းတရုတ်စာသင်တန်းကျောင်းတွေလည်းထားပေးခဲ့ပြီးတော့ကိုပိုင်ကျောင်းတွေမှာလည်းထားပေးခဲ့ရဖြစ်ပါတယ်။ဒီလိုတွေလုပ်ပေးနေခဲ့ပေမဲ့လည်းကျန်တော်ရဲ့အဖေကိုကျော်စွာကတော့မကြေနပ်မယောင်ရဲခဲ့ပါဘူး။ချူချူကကျန်တော်ကိုမြေတောင်မြောက်ပေးနေရဲ့ပြင်သူ့ကိုလည်းလစဉ်ထောက်ပံ့ကြေးတွေနေနဲ့အရက်ဖိုးတွေရှင်းပေးနေခဲ့တာဖြစ်ပါတယ်။ကြော်ညာရက်ကိုခတွေကိုလည်းအကုန်ပေးခဲ့ပေမဲ့လတိုင်းမှာချူချူကိုငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့အနောက်ရှက်တွေပေးခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ချူချူကရေရှည်ကိုကြည့်ပြီးတော့ကျန်တော်ကိုသူ့ရဲ့ဖခင်ဖြစ်သူစီပြန်ဖို့ကရေစက်ဖြတ်ခဲ့ရပဲဖြစ်ပါတယ်။ကျန်တော်ရဲ့အဖေဖြစ်သူစီပြန်ရောက်ရင်အရင်လိုဘဝမျိုးကိုပြန်ရောက်မှတည်တဲ့အတွက်လက်မလွတ်ချင်ပေမဲ့လည်းလက်လွတ်ပေးခဲ့ရတာဖြစ်ပါတယ်။တကယ်တမ်းကိုကျော်စွာစီပြန်ရောက်တဲ့ချိန်မှာကျန်တော်ရဲ့ဘဝကဒုံရင်အတိုင်းဒုံရင်ဖြစ်ခဲ့ပြီးရှာထားတဲ့ကြော်ညာကြီးတွေကလည်းအဖေဖြစ်သူရဲ့အိမ်တောင်အရှုပ်ရှင်းတွေနဲ့ကုန်ခဲ့ရတာဖြစ်ပါတယ်။ချူချူတို့နဲ့တော့ကလိုကြော်ညာအကြီးစားတွေလည်းမရိုက်ရတော့ပဲအသေးစားတွေတော့ကလေးကိုတနာပြီးရိုက်ခိုင်းခဲ့ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်နောက်ထပ်အလှပြင်ဆိုင်တစ်ခုကိုပို့ခဲ့ပြီးတော့အခုလိုမျိုးအလုပ်ကိုလုပ်ခိုင်းခဲ့ပြန်တာဖြစ်ပါတယ်။အဲ့ဒီလှပြင်ဆိုင်ကလည်းမီဒီယာတွေနဲ့တူခေါ်ယူပေးခဲ့ပေမဲ့အရင်ကလောက်အဆင်မပြေခဲ့တာဖြစ်ပါတယ်။အခုချိန်မှာတော့ဂျန်တော်ကချူချူတို့နဲ့အတူရှိနေပြီဖြစ်ပါတယ်။အဆင်မပြေမှုတွေနဲ့ဘဝမျိုးစုံပြောင်းခဲ့ရပေမဲ့လည်းနောက်ဆုံးတော့ချူချူစီကိုသာပြန်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်းသူတို့နှစ်ဦးရဲ့အခုလိုပြန်လဲတည်မြတ်မှုကိုဝမ်းသာနေကြတာဖြစ်ပါတယ်။ဖခင်လက်ထဲမှာနေရင်ဘလို့မှတိုးတက်နိုင်ခြင်းမရှိတဲ့အတွက်အားလုံးကတော့ချူချူနဲ့သာစိတ်ချနေကြပါတယ်။အဖေဖြစ်ပြီးဘာမှတာဝန်မယူနိုင်ပေမဲ့သမီးဖြစ်သူကကောင်းစားဖို့ကံစားတာပါလာတာကြောင့်လူကောင်းစီကိုသာပြန်ရောက်ခဲ့တဲ့ဂျန်တော်ရဲ့ဘဝနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာဝေမျှခဲ့ပါအောင်ရှင်။အစောင့်တိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။